This is my winter glow recipe with ပထမဦးဆုံး makeup သားကြာရှည်ခံမှုအတွက် Illuminance primer ကိုစပြီးတော့သုံးတယ်ဒီ primer ကသုံးလိုက်ရင် skin tone လေးကကြီးစိုးစိုးလေးဖြစ်ပြီးတော့ makeup သားကပိုပြောင်ပြီးတော့ပိုဆွဲတယ်ဒါပြီးရင်တော့ foundation ဆက်လိမ့်နဲ့ဖူးပွင့်ရတော့မျက်နှာကိုပိုလင်းတာသဘောကျလို့ကို shade ထက်တစ်ဆင့်ဖြူအောင် shade lightener နည်းနည်းထပ်ရောပြီးမှလိမ့်တယ် foundation ကိုလိမ့်တဲ့နေရာမှာ makeup သားကြာရှည်ဆွဲအောင်အချိန်ပေးပြီးတော့ cushion puff လေးနဲ့ပုတ်ပြီးတော့လိမ့်တာကတော့အဆင်ပြေဆုံးနဲ့အမြန်ဆုံးပဲ foundation သုံးပြီးတော့ရင်တော့ဖုန်းအရင်သုံးလို့ကြာနေတဲ့မျက်ကွင်းတွေအတွက် concealer ကိုဆက်ပြီးတော့လိမ့်နေ concealer လေးပြီးတော့ရင်တော့ base makeup လေးကတော့ပြီးသွားပါပြီဒါပြီးရင်တော့မျက်ခုံးဆွဲတယ်မျက်ခုံးဆွဲပြီးတော့ရင်နှာခေါင်းသားကို contouring နည်းနည်းလေးထပ်ပြီးတော့ဖြည့်တယ်အဲ့ဒါလေးကိုဖြည့်ပြီးသွားလို့ရှိရင်တော့ကိုယ့်ရဲ့မျက်နှာလည်းနည်းနည်းပေါ်လို့ခံစားရပေါ့နော်ဒါလေးပြီးသွားရင်တော့ဖုတ်ပွင့်ကနေပြီးတော့ Revlon ရဲ့ eyeshadow palette လေးနဲ့ video တွေကအတိုင်းကိုယ့်ရဲ့ daily wear အတွက်ကိုစိတ်ရှိရှိနဲ့အဆင်ပြေအောင်ဖြည်းဖြည်းချင်းလိမ့်ပြီးရယ်eyeshadow လိမ့်တဲ့နေရာမှာဖူးဝင်သုံးတဲ့ technique ကဘေးနားမှာရှိတဲ့အရောင်အဖျော်လေးကိုဒီမျက်ခုံးပေါ်ကိုလိမ့်ပြီးတော့အရောင်အရင်ဒီရဲမှာဆိုရင်တော့အညိုရောင်ပေါ့အဲ့ဒီအညိုရောင်လေးကိုမျက်ရည်ကလေးပေါ်အောင်နေပေးလိုက်တယ်အဲ့လိုလိမ့်လိုက်တဲ့အခါကျရင်ဘာဖြစ်သွားလဲဆိုတော့ကိုယ့်ရဲ့မျက်လုံးကနည်းနည်းလေးပိုပြီးတော့ထင်းလာတယ်ပိုပြီးကြည့်ကောင်းတယ်လို့ကိုယ်တိုင်ခံစားလို့ပေါ့နော်ဒါဖူးပွင့်ဘယ်လိုအရောင်မဲပြောင်းသွားပါစေဖူးပွင့်ရဲ့ daily wear အတွက်သုံးတဲ့ makeup tip လေးပဲeyeshadow ကိုဖူးဝင်စိတ်ကြိုက်မျက်လုံးလေးပေါ်လာအောင်လိမ့်ပြီးသွားပြီဆိုလို့ရှိရင်တော့ဖူးဝင်နောက်တစ်ဆင့်ကိုသွားတယ် mascara တော့လွယ်ပါတယ်တေချာမျက်တောင်အရင်ကနေအဖျားအထီကိုကော့မယ်အရင်ကနေအဖျားအထီကိုကော့ပြီးသွားရင် mascara ကိုတေချာချာလေးသုံးပေးလိုက်မယ်ဆိုလို့ရှိရင်မျက်တောင်လေးဝင်းဝင်းလေးဖြစ်သွားပြီ eyeliner သုံးတဲ့နေရာမှာဖူးပွင့်ရတော့ဒီမျက်တောင်အောက်ရင်းနေရာ waterline နေရာကိုတေချာချာလေး line ဆဲပေးဖြစ်တယ်အဲ့လိုမျိုးလေးဆွဲလိုက်တယ်ဆိုရင်ဖူးပွင့်ရဲ့မျက်လုံးကပိုနက်ပြီးတော့ပိုပြီးတော့ definition ထွက်လာတယ်လို့ခံစားရတယ်ဒီတိုင်းကြည့်လိုက်တော့နည်းနည်းလေးကြောက်ဖို့ကောင်းတယ်ဒါပေမဲ့တကယ်တမ်းသုံးကြည့်ရအခါကျရင်ဘာမှပြဿနာမရှိဘူးဒါပြီးတော့ဖူးပွင့်ဒီနှစ်သုံးနေကြ cream blush ပါနေပေါ့နော် cream ပါနေကိုဖူးပွင့်ကဒီနှစ်မှာပန်းရောင်နဲ့ပန်းခရမ်းရောင်လေးတွေသဘောကျလို့အဲ့ရောင်လေးတွေပဲဒီနှစ်တော့သုံးဖြစ်နေရဲ့ပါနီလေးအဆင်ပြီးသွားရင်တော့ဖူးပွင့်မျက်လုံးလေးနည်းနည်းရှည်အောင်အပြင်ဆုံးလေးကို liner လေးနည်းနည်းထည့်ပြီးတော့ wing လေးပေါ့တောင်ပန်လေးနည်းနည်းလေးထည့်လိုက်တယ်အဲ့ဒါလေးကိုထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ဖူးပွင့်ရဲ့ makeup look လေးကပြီးတော့ဖြစ်သွားပြီmakeup look လေးပြီးသွားပြီဆိုရင်တော့ transition ဒါပြီးရင်တစ်စင်ကျန်တဲ့အဲ့တစ်စင်ကတော့ဖူးပွင့်ရဲ့ favorite Revlon ရဲ့ gloss balm girly surly color ပဲပန်းရောင်လေးအရန်ဖူးဝင်သဘောကျတယ်ဒါလေးတွေအကုန်ပြီးသွားတဲ့အချိန်မှာအချိန်လေးကြည့်လိုက်အောင် wear test လေးလုပ်ဖို့အတွက်မနက်10နာရီကျော်အခုဒါလေးကတော့မနက်10နာရီကျော်အချိန်လေးပေါ့နော်အချိန်လေးကျော်လိုက်မယ်ညနေ9နာရီကျော်6နာရီလောက်ကိုရောက်သွားပြီဒါကတော့ညနေ9နာရီကျော်6နာရီအချိန်လေးပဲပါတခါလေ makeup remove ပြလိုက်မယ်တခါလေညစ်ပတ်ပေးတူနေရလေးမျိုးအောင်ဒါလေးကတော့ wear test ပါပဲ okay thank you for watching bye bye